အားလုံးပဲမင်္ဂလာပါရှင်ဒါလေးတွေကတော့ငရဲကြောက်ဖို့အမှားလေးတွေပေါ့နော်ဒါကဖောက်တယ်မှာထားတဲ့30သားအထုပ်ကလေးတွေကိုဘူးနဲ့ထုတ်ပေးရမယ့်ဟာလေးတွေပေါ့နော်ဒီလိုအသေးလေးတွေမြင်လေးပါဆိုတော့ဒီလိုမျိုးအသေးလေးတွေမြင်ပေးထားတာပေါ့နော်ဒီလိုမျိုးအကောင်ကြီးအတန့်ကိုပဲမြင်ပေးထားပါတယ်ရှင်ဒီလိုလေးတွေပါနော်ဒီလို quality လေးတွေကိုပဲသုံးပါတယ်ဒီလိုမျိုးအတန့်လေးတွေကိုပဲနော်အရန်ကြောက်အယိုးအရေကုန်မပါတယ်ဒီလိုမျိုးအသားတွေကိုပဲသုံးပါတယ်ရှင်ဒီလိုမျိုးအသားတွေကိုပဲရောင်းပါတယ်ကျွန်တော်စက်ရုံမှာဒီလိုမျိုးဒစိမ့်နဲ့လည်းရတယ်လို့ဒစိမ့်အလွတ်တီလည်းရပါတယ်ရှင်30သားတုံး5ချက်သားတုံးမှာယူအားပေးလို့ရပါတယ်5ချက်သားဆိုလို့ရှိရင်တော့ပြန်ရောက်သမားအတွက်ထုတ်ပေးတာမဟုတ်လို့5ချက်သားအထုပ်30ကနေစပြီးမှာယူအားပေးလို့ရပါတယ်30သားတုံးလေးလည်းရပါတယ်ရှင်5ချက်သားလက်ဆောင်ပေးဖို့အထုပ်30အထုပ်30မှာယူအားပေးလို့ရပါတယ်စိတ်ကြိုက်လုပ်ပေးပါတယ်ရှင်ဒီလိုလေးစုပ်လေးလည်းလုပ်ပေးပါတယ်ဒစိမ့်နဲ့5ချက်သားတုပ်ပဲလုပ်ခြင်းနဲ့ဆိုရင်လည်းဒစိမ့်နဲ့5ချက်သားလုပ်ပေးပါတယ်ဒီလိုမျိုးဒစိမ့်မပါတဲ့5ချက်သားမျိုးယူခြင်းနဲ့ဆိုရင်လည်းဒစိမ့်မပါတဲ့5ချက်သားကိုလုပ်ပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်နော်မိုက်အားပေးလို့ရပါပြီ